ဒီမိန်းကလေးကရုတ်တရက်ကြီးကိုပြောက်သွားတယ်ဒါပေမဲ့သူကိုယ်တိုင်တော့မသိသေးပါဘူးသူနိုးလာလို့မှန်တဲ့ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့မျက်စိကိုသူမယုံနိုင်အောင်ထိတ်လန့်သွားပါတယ်သူဟာကြောက်လန့်တကြားအော်ဟစ်ပါတော့တယ်သူ့ရဲ့အမွှာအမဘက်ကီကအတန်ကြားလို့ရေချိုးခန်းထဲကိုပြေးဝင်လာပေမဲ့ဘာမှမမြင်ရပဲအတန်ကိုပဲကြားရပါတယ်မော်လီကသူ့ကိုယ်ပေါ်ကိုရေလောင်းချလိုက်ပြီးသူ့ကိုယ်လုံးကိုတာဝါတစ်ခုနဲ့ပတ်လိုက်ပါတယ်အဲ့ဒီအခါကျမှပဲဘက်ကီကသူ့ညီမတကယ်ကြီးကိုပြောက်သွားမှန်းသိလိုက်ရပါတယ်တကယ်တော့မနေ့ညကဘက်ကီကဆေးရည်တစ်မျိုးကိုတီထွင်ခဲ့တာပါပိုးဖလန်တကောင်အနားကဖြတ်သွားတဲ့အခါအဲ့ဒီပိုးဖလန်ကရုတ်တရက်ကိုပြောက်သွားပေမဲ့မတော်တဆလွတ်သွားပါတယ်အဲ့ဒီဆေးရည်ကမော်လီတောက်မဲ့ရေခွက်ထဲကိုဖိတ်ကျသွားခဲ့တာပါမော်လီကအဲ့ဒါကိုတောက်မိသွားလို့သူလဲကိုပြောက်သွားတာဖြစ်ပါတယ်မော်လီကကျောင်းမှာအကြော်ကြားဆုံးကောင်မလေးပါအဲ့ဒီနေ့မှာပဲသူကဝစ်စုံပြေးပါတီတစ်ခုကိုတက်ရမှာဖြစ်ပါတယ်ဒါပေမဲ့သူဘာပဲဝဝခဏနေရင်ကိုပြောက်သွားတာကြောင့်ဘက်ကီကိုသူ့အစားသွားခိုင်းလိုက်ပါတယ်သူကဘက်ကီကိုအလှပြင်ပေးပြီးမျက်နှာဖုံးဆုပ်ကပါတီတဲကိုတွန်းပို့လိုက်ပါတယ်တစ်ဖက်မှာလည်းသူကဝက်ဝင်ရုပ်ဝစ်စုံကိုခိုးဝစ်ပြီးဘက်ကီကြိုက်နေတဲ့ကောင်လေးစီကိုဘက်ကီအဖြစ်ဟန်ဆောင်ပြီးသွားရှာပါတယ်သူကသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ပေမဲ့ကောင်လေးကပြန်မဖြေခင်မှာပဲဝစ်စုံကတဖြည်းဖြည်းကြည်လင်ပြီးပျောက်ကွယ်လာပါတယ်သူလဲကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတော့တယ်နောက်ပိုင်းမှာတော့သူဟာပြန်ပွဲတစ်ခုမှာဘက်ကီနဲ့ဆုံပါတယ်ဘက်ကီကကစားပွဲမှာမတော်ပေမဲ့မော်လီကသူ့ရဲ့ကိုပြောက်နေတဲ့အစွမ်းကိုတုံးပြီးပြိုင်ဘက်တွေကိုတယောက်ပြီးတယောက်ဖြုတ်ချပေးခဲ့ပါတယ်သူကဘောလုံးကိုကောက်ပေးတာအတားဆီးတွေကိုရှင်းထုတ်ပေးတာနဲ့ဂိုးသွင်းနိုင်အောင်ကူညီပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ညီမနှစ်ယောက်ဟာချန်ပီယံဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်